Okay အားလုံးကျွန်တော်တို့ယင်းနေ့က exam online မှာရေးတွေ့တော့လည်းနိုင်ချင်ပါဘောနော်။ယင်းတနေ့ကကျွန်တော်ဒီHonda မှာရှိတဲ့ဖောင်းကလို့ကြောင့်ပြောပြီးပေါ့နော်။ကျွန်တော်အားလုံးဒီနေ့ clipboard group တွေကအားလေးတော့ကျွန်တော်သုံးကြည့်အောင်ပေါ့နော်။ clipboard group ကဘာလေးသုံးကြည့်မလို့ဆို copy paste လုပ်တာလေးကိုစပြီးသုံးကြည့်မှာပေါ့နော်။အဲကျွန်တော်တို့ဒီစောဆိုတာကနေ28,000ထိကိုဆက်လက်လိုက်မှာပေါ့နော်။ဆက်လက်ပြီးတော့ကျွန်တော်ဒီမှာ copy ဆိုတာလေးကိုနှိပ်လိုက်မှာပေါ့နော်။အဲတော့ကျွန်တော်ကိုကိုအောက်ကဒီကောင် PC ခွက်လေးကိုဆက်လက်မှတ်ပေးချဆက်လက်မှတ်ပေးချဆက်လက်မှတ်ပေးချပေးချအဲကောက်မှတ်ပေးချဘလောက်ထိလုံးမလို့ဆိုတော့ပေးချ Okay ဒါတော့ကျွန်တော်တို့ကိုပေါင်း60ကျော်ဒီလောက်လိုက်မှာပေါ့နော်အဲဒါကျွန်တော်ဒီ1 2 3 4လေးကိုကျွန်တော်5 6 7 8လို့ကျွန်တော်တို့ဒီကောင်ရိုက်စရာမလိုနဲ့ကိန်းကနေလိုက်မယ်ပဲကျွန်တော်တို့ရေးတဲ့နည်းလေးပေါ့နော်အဲတော့ဘာလို့တော့ auto fill လုပ်တယ်လို့ပြောရတယ်နောက်ဘာလို့လဲဆို1 2 3 4ကိုကျွန်တော်ဆက်လက်လိုက်မယ်ဆက်လက်လိုက်ပြီးတော့ဒီ down လေးကိုသွားမယ်နောက်လေး black sign လေးပေါ်လာတယ်ကျွန်တော်တို့ piece ဆွဲလိုက်မယ်ကျွန်တော်ဆိုနာရေးခဲ့တဲ့ဒီ piece ဆွဲလိုက်မှာပေါ့နော်Okay ဒီနေ့ပြလို့ရမယ်အားလုံးကျွန်တော်တို့ဒီမှာအစင်လိုက်အကုန်လုံးပေါ်လာပြီပေါ့နော်အဲ့ဒါကိုမလုပ်တာတော့ခေါ်တော့ auto fill လုပ်တယ်လို့ခေါ်တယ်ပေါ့နော်ကျွန်တော်အဲ့ဒါအလွယ်နည်းပေါ့နော်ကျွန်တော်တို့ဒါဟိုလိုလိုက်ရင်နေကြာမှာမို့လုပ်တဲ့နည်းပေါ့နော်အဲ့တော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော် print ထုတ်ခြင်းပဲပေါ့နော် file print ဆိုပြီးထုတ်ရခြင်းမှာဒီမှာဒါ45ထိပဲပေါ်တယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီကောင်ဒုတိယပေကိုသွားခြင်းပဲပေါ့နော်ဒုတိယပေမှာကျတော့ဒီမှာ channel လေးပေါ်တယ်ပေါ့နော် Okay အဲ့ဒါဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီpage layout တက်ပေါ့နော် page layout တက်ကကျွန်တော်တို့ဒီမှာ page set တဲ့မှာဒီစာရွက်တွေကြောင့်ပေါ့နော်ဒီစာရွက်တွေမျိုးကွဲပြားတဲ့အတွက်ကြောင့်မို့ကျွန်တော်အဲ့လိုပေါ်တော့ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ page set တဲ့ group ကကျွန်တော်တို့ဒီအားလေးတွေပေါ့နော်အဲ့အားလေးကိုကျွန်တော်တို့လေ့လာကြည့်မယ်ဆိုရင်ဒီကောင် margin ပေါ့ margin မှာကျွန်တော်တို့ဒီမှာ normal y နဲ့လို့ဆိုပြီးဒါမျိုးလေးရှိရပေါ့နော်နောက်မှာ custom margin လေးရွေးပြီးတော့ကျွန်တော်တို့ margin လေးတွေခွဲလိုက်ရmargin ဆိုတာကျွန်တော်တို့စာရွက်တွေမှာဆိုရင် A4 လေးအဲ့လိုစာရွက်တွေမှာဆိုကျွန်တော် beta လေးတွေခြံတာလေးတွေကိုပြောအောင်ပေါ့နော်အားလေးပေါ့အဲ့ကျွန်တော်တို့ဒီကောင် orientation ဆိုတာအလဲထောင်မြုပ်လို့တာပေါ့နော်အဲ့တော့ portrait ဆိုတာထောင်ပေါ့ landscape ဆိုတာအလဲပေါ့အဲ့လိုကျွန်တော်တို့ site မှာကျွန်တော်တို့ letter double legal statement ဒါမျိုးလေးရှိပေါ့နော်သုံးများတာတော့ A4 နဲ့ legal ပေါ့နော် Okay အဲ့ဒါပြီးတော့ print area ကျွန်တော်တို့ဒီထုတ်ချင်တာလေးပဲ select တာပေါ့နော်ဒီစာရွက်တစ်ခုလုံးပုံနဲ့ထုတ်ချင်တာလေးတွေအဲ့တော့ကျွန်တော်ဒီဟာလေးကို break လုပ်တာလေးတွေခွဲတာလေးတွေပေါ့နော် background ပြောင်းတာလေးတွေ print တိုက်တယ်ဆိုတာတော့ကျွန်တော်ဒီမှာဆိုရင်ထားပါတော့ကျွန်တော်ဒီမှာ print ထုတ်လိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာဗျာဒီစာမျက်နှာမှာပဲဒီ1စာမျက်နှာဒီ page စာမျက်နှာ1မှာပဲဒီမှာထုတ်လိုက်တယ်ဆို no နဲ့ a select ပြီးပါမယ်ဗျာဟိုစာမျက်နှာနေကြရင်အဲ့လိုမပါတော့အဲ့ဒါမျိုးလေးတွေကိုကျွန်တော်တို့ print လိုက်တဲ့ထည့်တဲ့နည်းလေးပေါ့နော်။ Okay အဲ့ဒါကိုတော့ကျွန်တော်မနေ့ပြန်ကြမှာအသေးစိတ်ရှင်းပြပေးမယ်။ဒီနေ့ကတော့ဒီကျွန်တော်တို့ home tab မှာရှိတဲ့ clipboard group ကဒီ copy paste လုပ်တဲ့နည်းလေးကိုကျွန်တော်ရှင်းပြပေးတာပေါ့နော်။ Okay အဲ့ဒါကျွန်တော်ဒီကောင် file save as ဆိုပြီးတော့ကျွန်တော်ဘာလို့လဲဟိုတနေ့ကလိုပဲကျွန်တော် desktop ပေါ်မှာရှိတဲ့ Excel ကိုသွားလို့ရတယ်။ desktop ကျွန်တော် Excel online class ဖြစ်တဲ့ Excel on အဲဒီမှာကျွန်တော်တို့ဒီနေ့ကဒီတတိဖြစ်တဲ့အတွက်ဒီဆိုရင်မှတ်လိုက်မယ်ဆေးလိုက်လို့ပေါ့နော်ဒီကျွန်တော်တည်ကျင်တာလေးရှင်းရလဲမြင်ခဲ့လို့ရပါတယ်ဒီနေ့ကတော့လောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်